ကဲမင်္ဂလာပါမိတ်ဆွေရဲ့တဲ့ကနန်းလေးနော်ဒီတစ်ပတ်အတွက်ကျွန်တော်ဒီကနေစတော့ပြပြမယ်ဆိုတော့ကျွန်တော်တွက်ပြလာတဲ့ဒီ20လေးကတော့တွက်ပြီးသားပါထိတ်ရခါရပိတ်ရအခုကျွန်တော်တွဲပြမယ်မိတ်ဆွေတို့ရလာတဲ့ကနန်းနော်ကျွန်တော်ဒီကနေစတွက်ပြမယ်တဲ့ကနန်းလေးရလာမှာနော်ဒီနေရာကျတော့သူကခါမိတ်ဆွေတို့ဒီနေရာမှာကျတော့ထိတ်မိတ်ဆွေတို့ဒီနေရာမှာကျတော့ပိတ်နော်မိတ်ဆွေတို့အဲ့ဟာကျွန်တော်တွဲယူလိုက်မိတ်ဆွေတို့နော်အဲ့ဒါခါပါရှိလဲဆိုတော့ထုတ်လာလိုက်မယ်တုံညာနဲ့ငါမိတ်ဆွေတို့နော်တုံညာငါထိတ်ရတော့ငါတုံမိတ်ဆွေတို့နော်အပိတ်ရတော့လေးနဲ့နော်လေးနဲ့ဒီမှာမိတ်ဆွေတို့အဲ့ဟာကျွန်တော်တို့တွဲကြည့်လိုက်မယ်ဆိုတော့တွဲပြမယ်နော်ထိတ်ကိုကျွန်တော်ထုတ်လာမယ်မိတ်ဆွေတို့ထိတ်ဆိုရင်ငါထိတ်နော်ငါထိတ်နော်အဲ့ထိတ်ရပြီနော်မိတ်ဆွေတို့ထိတ်ဒီငါကိုငါနဲ့3ပေါ့နော်တို့ထိတ်ရငါကပဲကြည့်ဒီငါကပဲကျွန်တော်ယူလိုက်မယ်နော်ဒီငါတစ်လုံးယူလိုက်မယ်နော်ငါဆိုရင်ပြီးရင်ဒီမှာထိပ်ပြီးရင်ဒီမှာခါဒီနှလုံးရှိတယ်နော်အဲ့ခါနှလုံးကိုကျွန်တော်တို့နော်ရေးချလိုက်မယ်ခါနှလုံးဒီငါဆိုတော့ဒီကငါတုံညာပြီးရင်ငါမရှိတော့နော်တွဲကြည့်အောင်ပေါ့ပြီးရင်ဒီငါလေးစပေးတဲ့အခုကျွန်တော်ဒီအပိတ်နော်ဒီပိတ်ကနာကိုကျွန်တော်ထည့်လိုက်မယ်ဒီနှလုံးနော်ထည့်မယ်ဆိုရင်ငါတုံညာလေးငါတုံညာအော်ငါလေးနော်ပြီးရင်ဒီမှာနှစ်ချန်နေဆိုတော့ငါတုံညာနဲ့ငါနဲ့နော်ဒီငါအပိုင်းပြီးသွားပြီဆိုရင်ကျွန်တော်အခုဒီ3အပိုင်းတော့ကြည့်အောင်နော်ဒီ3ဆိုရင်ဒါစတွဲမယ်နော်3တုံညာအော်3တုံညာ3 5ပြီးရင်အဲ့ဒီခါပြီးတော့ဆိုတော့အပိတ်က4နှစ်ရှိရဆိုတော့4ထည့်မယ်ဆိုရင်4တုံညာအော်3တုံညာ4ငါ3 4အခုနေ့ကျန်နေတဲ့အတွက်ဒီဒါထည့်ရမယ်3တုံညာနဲ့ပြင်3 5နဲ့အဲ့လိုမျိုးဆိုတော့အဲဆိုကျွန်တော်အားလုံး10လုံးပေါ့သူကထွက်သွားကနာပါလဲဆိုတော့ဒီထွက်တာ9 3 5နဲ့မျိုးဆိုတော့ဒါဆိုကျွန်တော်တို့တဲ့ကနာနေနော်ဒီတစ်လုံးမျိုးဆိုတော့တဲ့ကနာနော်ကဲကျွန်တော်တို့ဒီ20အတိုင်းကျွန်တော်တို့ထပ်သွားကြည့်အောင်ထွက်သွားကနာနဲ့ပြန်သွားမယ်နော်ဆိုတော့ထွက်သွားတာ9 3 5နဲ့နော်အဲ့အနေပြန်သွားမယ်ဆိုကျွန်တော်တို့ဒါဆိုကျွန်တော်တို့ဒီအားလုံးကိုနော်ကျွန်တော်ပေါင်းလိုက်တာမျိုးဆိုတော့နော်ပေါင်းလိုက်တော့ဗာရလဲဆိုတော့သူက29ဆိုတော့ကျွန်တော်9ယူရတာမျိုးဆိုတော့9ယူရတာ29ဆိုရင်9ဆိုရင်9ပါပါဒီနော်ဒါဆိုကျွန်တော်တို့9လေးရလာပါလိမ့်မယ်ဆိုတော့ဒါခါမျိုးဆိုတော့ခါပြီးရင်စတော့ကြည့်အောင်ဒီ9လေးနှလုံးကိုကျွန်တော်တို့ပြန်ပေါင်းလိုက်တာမျိုးဆိုတော့9လေးပေါင်းလိုက်တော့ရတယ်9လေးပေါင်းခြင်းဒီ73မှာတော့မျိုးတော့မျိုးဆို73ဆိုတော့3ပဲယူလိုက်မျိုးဆိုတော့3လက်ခတ်ဒီ5ဒါဆိုကျွန်တော်တို့ရလာတာ3ကဒီထိပ်ပေါ့မျိုးဆိုတော့နော်ထိပ်ရပါမယ်ဆိုတော့နော်ပြီးရင်ကျွန်တော်တို့ဒီထော်တာဒီကနာနဲ့နော်ထော်တာဒီ5 နဲ့အဲ့ဟာကျွန်တော်တို့ဒီအနှလုံးနော်ပေါင်းခြင်းဒီကျွန်တော်တို့နေရမယ်ဆိုတော့ပေါင်းခြင်းဒီနဲ့ခတ်ဒီလေးအဲ့လိုမျိုးဆိုတော့ဒါဆိုကျွန်တော်တို့ဒီရလာတဲ့ဒီကနားလေးအားလုံးကိုကျွန်တော်တို့ဒါအဲ့နော်မျိုးဆိုတော့အဲ့ဆိုတော့ကျွန်တော်တို့ဒီအစားကိုထုတ်ပြလိုက်မယ်ဒီခါပါရှိလဲဆိုခါဒီ4နဲ့4တစ်လုံးခါအထိတ်ကျတော့3နဲ့5တစ်လုံးအပိတ်ကျတော့9နဲ့4တစ်လုံးအဲ့ဟာကိုကျွန်တော်တို့ပြန်တွဲရမယ်ဆိုတော့နော်ဒါဆိုကျွန်တော်တွဲပြလိုက်မယ်ဆိုတော့ဒီခဏနဲ့စမယ်ဒီ3နဲ့စသူကထိတ်စီးပေါ့3ကနေတွဲလိုက်မယ်နော်ဒီ3ကို3ဆိုရင်ဘာရမလဲ3ဒီခါတာဆိုတော့3 9နဲ့3 4ပါမယ်ဆိုတော့နော်ဆိုတော့3 9နဲ့3 4ပေါ့နော်3 9ရယ်3 4ရမယ်ပြီးရင်သူ့ရဲ့အပိတ်ရဒီမှာနှလုံးရှိတယ်ဒါဆိုရင်ကျွန်တော်ဒီနှလုံးအဲ့ဒီနှလုံးနဲ့ပြန်တော့တွဲမယ်ဆိုတော့ဒါဆိုသူ့ရဲ့အပိတ်ဒီ3 9နဲ့
3 4နဲ့ဟုတ်ပြီဆိုတော့ပြီးရင်ဒီမှာ4ကျန်နေရဆိုတော့3 9 4 3 4 4အဲ့လိုမျိုးဆိုတော့ပြီးရင်ဒီ3ပြီးတော့ရဆိုရင်ခု9ကျန်တယ်ဒီ9နဲ့ပြန်တွဲမယ်ဆိုတော့9ထည့်ရဒီတစ်လုံးကျန်9ဆိုရင်ဘာရမလဲ9 9 9 4ဟုတ်ဆိုတော့ပြီးရင်ဒီဟာကိုရတွဲပြီးဆိုရင်အပိတ်အပိတ်ကျန်တယ်အပိတ်ဆိုတော့9 9ဒီနဲ့နဲ့ရေးမယ်ဆိုရင်9 9နဲ့4 5 4နဲ့ပြီးတော့4ကျန်တယ်ဆိုတော့9 9 4 5 4 4အဲ့လိုမျိုးဆိုတော့နော်ဒီတော့ထွက်ရကနာပါလဲဆိုတော့9တုံညာခေါင်3 9နဲ့ဒါဆိုကျွန်တော်တို့အငနာလေးတက်ဒီမှာတော့တက်မယ်ဆိုတော့ဒါဆိုရင်ဒါလာမယ်လာတီးတဲ့ဘက်တော့ကျွန်တော်တို့ကြည့်ရမယ်ဆိုတော့နော်တိုက်ကနာလေးကြည့်ရအောင်နော်ဆက်သွားရအောင်ဆိုတော့ထားရတဲ့ဒီကနာလေးပြန်စားလိုက်မယ်ကျွန်တော်တို့9တုံညာခေါင်3 9နဲ့အဲ့ဒါပြန်စားမယ်ဒါဆို9တုံညာခေါင်နော်3 9နဲ့နေဒီဟာကျွန်တော်ပြန်တွားမယ်ဆိုဒီအတွက်တိုင်းဒါဆိုကျွန်တော်တို့ဒီအားလုံးကိုကျွန်တော်ပေါင်းလိုက်တာနော်တွက်ပြပြီးတာပါဒါမျိုးကျွန်တော်တို့ထပ်တွက်ပြတာမျိုးဆိုတော့တွဲပြတာပေါ့နော်ဒါဆိုကျွန်တော်တို့ဒါပေါင်းခြင်းနေလိုက်ရလဲဆိုတော့ဒီကပေါင်းခြင်းနေ30ဟော26ပေါ့နော်ဆိုတော့နော်ဒါဆိုကျွန်တော်တို့6ပဲရ6ပါပါပြီတဲ့ပါမယ်ဆိုတော့အဲ့လိုအဲ့ရလာလဲ6ပါပါပြီတဲ့ကိုကျွန်တော်တို့ပေါင်းလိုက်တယ်ဒီနှလုံးနော်သူကပေါင်းလို့ရတဲ့စာလေးခါပဲမျိုးဆိုတော့နော်ဒါဆိုပေါင်းလိုက်မယ်ပေါင်းခြင်းနေပါရမယ်ခေါ်မโอเคခွန်ရတဲ့ခက်ဒီခွန်ရတဲ့ခက်ဒီ3ညနော်ဆိုတော့နော်ဒါဆိုကျွန်တော်တို့ရတဲ့စာလေးဒီခွန်နဲ့3ညလေးထိပ်ပါမယ်ဆိုတော့နော်ထိပ်ပြီးဆိုရင်ဒီထထကနာကိုကျွန်တော်တို့ဒီဒါနဲ့ပြန်တွားကြည့်မယ်ဒီထထတဲ့ဒီ9 3ညခွန်ရ3 9နဲ့အဲ့ဟာကိုကျွန်တော်တို့ဒီနှလုံးကို3နဲ့ခွန်ပေါင်းခြင်းဒီပေါင်းခြင်းဒီ3ညရမယ်ဆိုတော့နော်ပေါင်းခြင်းဒီ3ညပေါင်းခြင်းဒီ3ညနော်တုံညာနဲ့ခက်တီတုံညာနဲ့ခက်တီခွန်တော့မယ်ဆိုတော့နော်တုံညာနဲ့ခက်တီခွန်ဒါဆိုကျွန်တော်တို့ရတာဒီအပိတ်ဒီတုံညာခွန်မယ်ဆိုတော့နော်အပိတ်ကတုံညာခွန်ဒါဆိုအဲ့ဟာကိုကျွန်တော်တို့တွဲကြည့်ရမယ်ဆိုတော့နော်တွဲမယ်ဆိုကျွန်တော်တို့ဒီရာကနိုင်ခါကိုဗာရခါက6တဲ့တစ်လုံးထိတ်ကခွန်တုံညာတစ်လုံးအပိတ်ကျတော့တုံညာခွန်တစ်လုံးအဲ့ဟာကျွန်တော်တွဲရမယ်ဆိုတော့ဒါဆိုကျွန်တော်ဒီကနေစတွဲလိုက်မယ်ဒီခွန်ကနေစတွဲမယ်ခွန်ထိတ်စီးပေါ့နော်ဒီခွန်ယူလိုက်မယ်သူရဲ့ခါဒီနှလုံးခွန်ထိတ်စီးရခါဒီနှလုံးဆိုတော့ခွန်ချခွန်တက်သူရဲ့အပိတ်ဒီမှာပဲဆိုတော့အပိတ်ဆိုတုံညာနဲ့ခွန်တုံညာနဲ့ထည့်မယ်တုံညာခွန်တက်တုံညာပြီးတော့ဒီမှာခွန်ကျန်နေတယ်နော်ခွန်ကျန်နေဆိုတော့ခွန်ချခေါ်ရဲ့ခွန်တက်ခွန်နော်ဆိုတော့ပြီးတော့ဆိုရင်အခုဒီတစ်လုံးကျန်နေတဲ့တုံညာထိတ်စီးတုံညာ6တစ်လုံးတုံညာ1တစ်လုံးပြီးရင်ဒီအပိတ်နော်ဒီနှလုံးအပိတ်တုံညာ6တုံညာ1တုံညာ1တုံညာပြီးရင်ဒီတစ်လုံးကျန်နေတယ်တုံညာ6ဆိုတော့သူရဲ့အပိတ်ဒီတော့ခုံကျန်တော့ခုံတုံညာ1ခုံပေါ့နော်ဆိုတော့ဒီလာမဲ့တရဲ့ခုနက2025မှာဆိုတော့နော်ဒါတဲ့ကနားမယ်ဆိုတော့သူကအားလုံးတဲပဲလာတဲ့အတွက်နော်ကြိုင်မနော်ကစားပါမယ်ဆိုတော့ကြိုင်မကစားပါ